Hello မင်္ဂလာပါ Maths Guide MM မှာကြိုဆိုပါရစေ Grade 3 စာ Grade 8 Maths 1အခန်း4အမြောက်ပုံနည်းများနဲ့စာအုပ်ဝင်ခွင့်နည်းများဆိုတာကိုလေ့လာပါမယ်အခန်း3မှာအခရာဂိမ်းတန်းတွေရဲ့လုံထုံးတွေကိုလေ့လာခဲ့ပြီးတော့ပြီအခန်း4မှာတော့အခရာဂိမ်းတန်းတွေကိုစာခွဲခွင့်ခဲတဲ့ပုံစံကိုလေ့လာမယ်ခေါင်းစဉ်ခွဲ4.1ကအုပ်စုဖွဲ့ရေးစာခွဲရှာခြင်းဆိုတာကိုလေ့လာပါမယ်ပေးထားတဲ့အခရာဂိမ်းတန်းတစ်ခုကိုဖလှယ်ရကုန်တတ်သည်ဖတ်ဆက်ရကုန်တတ်သည်နောက်ခါဖြန့်ဝေရကုန်တတ်သည်တွေကိုအသုံးပြုပြီးတော့ပေးထားတဲ့ဂိမ်းလုံးတွေကိုတင့်လျော်တဲ့အုပ်စုဖွဲ့ပြီးတော့စာခွဲခွဲမယ်ဥပမာလေးတွက်ကြည့်မယ်ဆိုရင်ပေးထားတဲ့ဂိမ်းတန်းက ax + bx + ay + by ဒါကိုအုပ်စုဖွဲ့ရတယ်ဆိုတနည်းအားဖြင့် green တွင်းလိုက်တာပေါ့နော်သူကစုပြီးတော့ green တွင်းလိုက်တဲ့ပုံစံကိုပြောတာအဲ့ဒါကိုအုပ်စုဖွဲ့စာခွဲခွဲရလို့ခေါ်တယ်ပထမနည်းရှိတယ်ဘယ်နည်းနဲ့ယူသုံးနောက်ဆုံးအဖြေကတော့တူထွက်ရမယ်ပေးထားတဲ့ဂိမ်းတန်းမှာအခရာအလုံး၄လုံးရှိမယ် a ရဲ့ x ရဲ့ b ရဲ့ y ရဲ့ပထမနည်းမှာကျတော့ x တူတဲ့ဂိမ်းတန်းတစ်ခုဂိမ်းလုံးတစ်ခုကိုစုလိုက်တယ် y တူတဲ့ဂိမ်းလုံးတစ်ခုစုလိုက်တယ်စုလိုက်ကြတော့ ax နဲ့ bx ကတကွင်းအပေါင်း ay နဲ့ by ကတကွင်းဒီရှက်ကွင်းမှာ x ကပုံပါတော့ x ကိုပုံထုတ်တယ်ကွင်းတော့ a + b ကျန်မယ်အလဲလက္ခဏာအပေါင်းအနောက်ကွင်းမှာ y ပုံပါတော့ y ကိုပုံထုတ်မယ်ကွင်းတော့ a + b ဒီအစစ်မှာ a + b နှစ်ခုကထပ်တူနေအလဲလက္ခဏာအပေါင်းရဲ့အရှိနဲ့နောက်မှာ a + b ပုံထပ်တူနေတယ်ဒီ a + b ကိုထပ်ပုံထုတ်လိုက်မယ်အဲ့တော့နောက်ကွင်းမှာကျန်တာ x ရဲ့အလဲလက္ခဏာ plus ရဲ့အနောက်ကကျန်ခဲ့တဲ့ y ရဲ့ဖြစ်တော့မယ်ဒုတိယနည်းမှာကျတော့ a ကိန်းလုံးပါတယ်အခရာ a ပါတဲ့ကိန်းလုံးတစ်ခုကိုစုလိုက်တယ်ဒီမှာအခရာ b ပါတဲ့ကိန်းလုံးတစ်ခုကိုစုလိုက်တယ်တွက်လိုက်တဲ့အခါနောက်ဆုံးမှာလဲ a + b * x + 1ဖြစ်သွားပြီအဲဆိုဥပမာတစ်လေးကိုနားလည်မှတင်ပါတယ်ပထမနည်းက x ပါတဲ့ကိန်းလုံးတစ်လုံးကိုအရင်တွဲလိုက်တယ်တွဲမဲ့ကိန်းလုံးတစ်လုံးကိုဂွင်းခတ်လိုက်မယ်နော် ax + bx ဒီမှာလက္ခဏာကျအောင်မယ်နော် plus ပြီးရင် ay + by ဒီကွင်းထဲမှာ x ရဲ့ x ရဲ့ပုံပါတယ်ကြောင့် x ကိုပုံထုတ်လိုက်မယ်ကွင်းထဲမှာကျန်မှာ a + b ဒီတဲ့လက္ခဏာ plus ay နဲ့ by မှာ y ပုံပါတယ်ကွင်းထဲမှာ a + b ကျန်မယ်နောက်တစ်ဆင့်ကဒီအပေါင်းလက္ခဏာရဲ့အရှိမရှိတဲ့ဂိမ်းနဲ့နောက်မှာ a + b ကတူနေတယ်ဒါကြောင့်မို့လို့ a + b ကိုပြန်ထုတ်လိုက်တယ်ရှေ့က a + b ကိုအမြောက်ဖို့ဂိမ်းx ရဲ့အလဲလက္ခဏာ plus ရဲ့နောက်က y ရဲ့ကျန်မယ်ဒီနောက်ဆုံးအဆင့်မှာဒီမှာက green ကအမြောက်ဖြစ်သွားပြီနော်ဒီကြားထဲမှာလက္ခဏာကအမြောက်ပဲရှိတယ်အပေါင်းတွေတခြားလက္ခဏာမပါတော့ဘူးနော်အဲဒါတတိထားမယ်ဒုတိယနည်းမှာကျတော့ a တူတာကိုစုလိုက်တယ်အဲဆို ax + ay ကတကွင်းဖြစ်သွားမယ် plus bx + by ကတကွင်းဖြစ်သွားမယ် equal to a ကိုပုံထုတ်မယ် a * ကွင်းထဲမှာ x + y plusဒီမှာ b ကိုပုံထုတ်မယ် b * x + y နောက်တစ်ဆင့်က x + y x + y တူတော့ x + y ကိုပုံထုတ်မယ်ဒီရှေ့ကမြောက်ထားတဲ့ a ရဲ့အလဲလက္ခဏာ plus ရဲ့ဒီနောက်က b ရဲ့ဟုတ်လားမယ်ပုံစံရက်တစ်က 2ax - 3by - 6ay + bx ကိုစာခွဲခွဲပါဒီမှာလည်းမတူတဲ့အခရာ၄လုံးရှိတယ်ပထမနည်းကိုအရင်ကြည့်အောင်ပထမနည်းက a ပါတဲ့ကိန်းကိုအုပ်စုတစ်စုဖွဲ့မယ် b ပါတဲ့ကိန်းလုံးတစ်ခုကိုအုပ်စုတစ်စုလုပ်မယ်ဒီတော့ a ပါတဲ့ကိန်းလုံးတစ်လုံးကိုတွဲပြီးထားလိုက်ပါမယ်နော် 2ax - 6ay plus bx - 3by ဒါနေရာလေးရွှေ့လိုက်တာပေါ့နောက်တစ်ဆင့်မှာ 2ax နဲ့ 6ay ကိုအုပ်စုဖွဲ့မယ်ဂွင်းခတ်တဲ့အခါမှာတူတာကိုပုံထုတ်မယ် a ပုံတူတယ်ပြီးတော့မြောက်ဖောက်ခဲဒီမှာ2 6ဆိုတာက2 * 3ဒါဒီကနေ6ကနေရလဲ2ကိုထုတ်လို့ရမယ်ဒါဒီကိန်းလုံးတစ်လုံးကနေမှာ 2a ကိုထုတ်လို့ရတာမယ်ဒီကိန်းလုံးအတွက်က x ကျန်မယ်အနောက်ကကိန်းလုံးအတွက်က 3y ကျန်မယ် plus ပါအောင်မယ် bx - 3by မှာ b ပုံပါတယ် b ကိုထုတ်လိုက်မယ်ထုတ်လို့ရှိရင် x - 3y equal to 2a + b နဲ့ x - 3y ဆိုပြီးတော့ထည့်ရတာပဲနောက်ဆုံးအဖြေမှာဂိမ်း green တစ်ခုကအမြောက်ထားတာเนาะအပေါင်းလက္ခဏာမရှိတော့ပါဘူး
ဒီ green တစ်ခုကိုပြန်မြောက်လို့ရှိရင်ပေးထားတဲ့ဒီကိန်းတန်းကိုပြန်ရရမယ်ဒါပထမနည်းပဲเนาะဆိုတော့နေ့ရဲ့ဒုတိယနည်းလေးတို့ကြည့်မယ် x ပါတဲ့အုပ်စုတစ်စု y ပါတဲ့အုပ်စုတစ်စုတွေ့ပါအဲ့တော့ x ပါတဲ့အုပ်စုကိုကတ်ရေးလိုက်မယ် y ပါတဲ့အုပ်စုကိုကတ်ရေးလိုက်မယ်နောက်တစ်ဆင့်က green ခတ်မယ်ပေါ့နော် 2ax plus bx ကတကွင်းဒီမှာလက္ခဏာတစ်ခုပါရမယ်အနောက်မှာရှိတဲ့ကိန်းနှလုံးက -3by -6ay တော့ဒီနောက်ကိန်းကိုကွင်းမခတ်ခင်မှာအရှိကွင်းကိုကြည့်ရမယ်အရှိကွင်းမှာကကွင်းထဲမှာအပေါင်းလက္ခဏာအဲဆိုဒီနောက်မှာရှိတဲ့ကိန်းနှလုံးကိုတွဲမဲ့လက္ခဏာကလည်းအပေါင်းဖြစ်မှအောက်ကိုဆက်တွက်လို့လွယ်မယ်ဒီမှာအနုတ်အပေါင်းဖြစ်တော့အောင်မလုပ်ရမလဲဆိုတော့အနုတ်ကိုထုတ်မှရမယ်ထုတ်ပြီးတော့ဒီကိန်းနှလုံးကိုဝင်ခတ်လိုက်မယ်အဲ့တော့ဒီမှာရှိတဲ့ 3by ကတော့သူ့လက္ခဏာအနုတ်ဆိုတော့ပြောင်းစရာမလိုဒီမှာရှိတဲ့ minus က plus ဖြစ်တော့မယ် plus 6ay ဒီမှာဒီဘက်ရှိကွင်းကလည်းအလယ်မှာပေါင်းအနောက်ကွင်းကလည်းမှာပေါင်းအဲ့ဒါမှအောက်ကိုဆက်တွက်လို့လွယ်တော့မယ်ဒီကွင်းလေးကိုပြန်ရှင်းလိုက်လို့ရှိရင်ဒီဘောကလက္ခဏာပြန်မှန်ရမယ်เนาะရှင်းကြည့်မယ်ဆိုရင်ဒါ -3by minus နဲ့ plus နဲ့ဆိုတော့ -6ay ရတယ်เนาะဒါလေးကိုနားလည်မတင်ပါတယ်ဒီမှာဆို x ပုံတူလို့ကြောင့်မလို့ x ကိုထုတ်မယ်အဲ့တော့ green ထဲမှာက 2a plus b ကျန်မယ် minus ဒီနှစ်ခုမှာမြောက်ဘက်ကိန်းကိုစောက်ခွင့်ခွဲလို့ရသေးတယ်6ဆိုတာက3 into 2အဲ့တော့ဒီမှာ3ရှိမယ်ဒီမှာ3ရှိမယ်နောက် y ပါမယ် y ပါမယ်အဲ့တော့ 3y ကိုပုံထုတ်မယ်ပုံထုတ်ပြီးရင် 3by မှာ 3y ထုတ်ပြီးဆိုတော့ b ကျန်မယ်အထဲမှာ plus 3y ကိုထုတ်ပြီးပြီဆိုတော့ဒီ 6ay တို့က 2a ကျန်မယ်နောက် b plus 2a တကွင်းရတော့မယ် 2a plus b နဲ့ b plus 2a တူပဲအလဲရပုံစံရေးထားတာ 2a plus b ထုတ်မယ်နောက်တကွင်းက x minus 3y ဖြစ်တော့မယ်အဖြေကပထမနည်းနဲ့တူပဲပေါ့နော်နားလည်မထင်ပါနဲ့ပုံစံနဲ့နှစ်မှာပေးထားတဲ့ Thomas တူကန်ပုံကော်ဇောနှစ်ချက်ရဲ့စုစုပေါင်း area capital A ကိုစော်ဝဲပုံစံဖြင့်ပြပေးရမယ် M1 လို့ပေးထားတဲ့ကော်ဇောကအနားလေးတဲ့အလျားက 3x နဲ့ y နဲ့ပေးထားတယ် M2 ဆိုတဲ့ကော်ဇောရဲ့အလျားက 6ax အနံက 2ay ပေးထားတယ်ကော်ဇောရဲ့နှစ်ချက်ရဲ့စုစုပေါင်း area ဆို M1 ရဲ့ area plus M2 area ပေါ့နော်အစုဖွဲ့ပေးရမှာကိုပြောတာပါကော်ဇော M1 area ကအလျား 3x အနံက y ဆို 3xy M2 area က 6ax into 2ay ဆိုတော့6 into 2 က 12 a into a က a square x y ဒီနှစ်ခုရဲ့ area စုစုပေါင်းဆိုတော့ M1 area နဲ့ M2 area ကိုပေါင်းလိုက်ရပါပြီပေါင်းလိုက်တော့ 3xy plus 12a square xy ရမယ်ပြီးတော့ 3xy နဲ့ 12a square xy မှာပုံပါတာလေးတွေကိုစုမယ်ဆိုတော့ x ပါတယ် y ပါတယ်နောက်ဘက်ကိုကြည့်မယ်ဒီမှာ3ဒီမှာ12ဆိုတာက3 into 4ဆိုတော့ဒီကိန်းလုံးတစ်ခုကနေမှ 3xy ကိုပုံထုတ်လို့ရမယ်ဒီရှေ့ကကိန်းလုံး 3xy ကနေမှ 3xy ထုတ်လိုက်လို့ရှိရင်ဒီမှာ1ကျန်နေတယ်ဆိုတော့သတိထားအောင်မယ်1အလဲလက္ခဏာ plus နောက်မှာ 4a square ကျန်မယ်ဒီ 3xy ဒီ green ကိုဝင်မြောက်ရင်လည်းဒီဘောကိန်းတန်းကိုပြန်ရရမယ်ဒါဆိုပုံစံနဲ့နှစ်ပါနားလည်ပါတင်ပါတယ်ဥမာနဲ့ပုံစံတက်လေးတွေအုပ်စုဖွဲ့တဲ့သဘောတရားလေးနားလည်ပြီဆိုရင်လေ့ကျင့်ခန်း 4.1 လေးကိုဆက်ပြီးတော့လေ့လာကြမယ် 4.1 ရဲ့နံပါတ်1ကအောက်ပါတော့ကူးကိုလက်ဖြည့်ပါမှာကကြီးလေးရင်ကြည့်အောင် 24r square s ပေးထားတယ် equal to စောက်ကိန်းခွဲထားပြီးတာတစ်ခုရှိမယ် 12rs တဲ့ 12rs နဲ့ဒီမှာရှိတဲ့ကိန်းလုံးမြောက်လို့ရှိရင် 24r square s ရမယ်အပြန်လာအဖြစ်ပေးထားတဲ့ကိန်းလုံး 24r square s ကို 12rs နဲ့စားလိုက်ရင်ဒီမှာကွက်လက်မှာရှိတဲ့ကိန်းလုံးကျန်မှာပေါ့မြောက်ပေါ်ကိန်းကိုရင်စဉ်းစားမယ်ဒီမှာ24ဒီမှာ12ဆိုတော့24ကို12နဲ့စားမယ်ဘယ်လောက်ရမလဲဆိုတော့2ပေါ့ r square ကို r နဲ့စားတော့ r ကျန်မယ် s နဲ့ s နဲ့စားတဲ့အခါကျ s ကမရှိတော့ဘူး 2r ရမယ်ကကြီးရဲ့ဖြေက 2r ခါခွေးက51 x power 4 y square z square စကွဲရန်တစ်ခုခွဲထားတာက -17 x square y square z square ညဘက်ကြီးကိုရင်ကြည့်မယ်51ပေးထားတယ်ဒီမှာခွဲပေးထားတာ -17
minus 17ကိုဘာနဲ့မြောက်ရင်51ရမလဲဆိုတော့ဒါကအပေါင်း rational gain ဒီမှာအနှုတ်ဆိုတော့မြောက်အောင်မဲ့ gain ကလည်းအနှုတ်ဖြစ်မှရမယ်ဒါ16ဘယ်နဲ့51ရလဲ minus 3နဲ့မြောက်မယ်ဟုတ်ပြီနော်အဲဒီမှာ x power 4ဒီမှာ x square ဆိုတော့ x square လို့မယ် y square ဆိုတော့ y မလို့တော့ဘူးဒီမှာ z square ဆိုတော့ z မလို့တော့ဘူးပြပေးထားတဲ့ဆောက်ခွဲကိန်းမှာထပ်မြောက်မကိန်းက -3 a square ဂငယ်က108 a square b square c cube ကိုဆောက်ခွဲခွဲပေးထားတာ 12abc ကိုထုတ်ပေးထားတယ်108ကိုစနစ်နဲ့စားမယ်စနစ်ကိုလီ108ဟုတ်လားဒီမှာက9ရမယ်အခရာဆောက်ခွဲကြည့်မယ်ဒီမှာ a square ဒီမှာ a ဆိုတော့ a တလုံးလို့မယ်ဒီမှာမေကွန်က b ဒီမှာ b square ဒီမှာရှိတာ b ဆိုတော့ b တလုံးလို့မယ်ဒီမှာရှိတာ c cube ဒီမှာ c ပဲရှိတယ်ဆိုတော့ c square တလုံးလို့မယ်ကာကြီးက -20 b cube q power 4 equal to 5pq square ခွဲပေးထားတယ်ဒီမှာ minus ပါတယ်ဒီမှာ5က plus ဆိုတော့မြောက်မဲ့ဂိမ်းမှာ minus ပါလာမယ် -4 p cube ဒီမှာ b ပဲရှိတယ်ဆိုတော့ b square လို့မယ်ဒီမှာ q power 4ရှိဒီမှာ q square ပဲရှိတယ်ဆိုတော့ q square လို့မယ်ဒီ green တစ်ခုပြန်မြောက်လို့ရှိရင်ပေးထားတဲ့ဂိမ်းကိုပြန်ရအောင်ပါဘောနော်42 u cube v w square equal to -6 u square v w ခွဲပေးထားတယ်ဒါ42ဖြစ်အောင် -6 ကိုဘာနဲ့မြောက်မလဲဆိုတော့ -7 နဲ့မြောက်မယ်ဒီမှာ u cube ဒီမှာ u square ခွဲထားတာဆိုတော့ u ကျန်မယ် v ကရှိပြီးပြီw square ကဒီမှာ w ရှိပြီးသားဆိုတော့ w သလုံးထည့်မယ်စလုံးက 6p + 4q equal to 2ကိုထုတ်ထားတယ်2ထုတ်ထားဆိုတော့ဒီမှာရှိတဲ့မျက်မှောက်ကိန်းလေးတွေကိုစောက်ခွင့်ခွဲယူထားတာပေါ့နော်2ထုတ်ထားပြီးဆိုတော့6မှာက3ကျန်မယ်ဘေးက p plus 4q မှာ2ထုတ်ထားရဆိုတော့ 2q ကျန်မယ်ပြန်ပြောင်းကြည့်မယ်2 × 3p က 6p plus 2 × 2q က 4q စလိုက် ab plus 3a equal to a ကိုထုတ်ထားတယ်ဆိုတော့ b plus 3ကျန်မယ်ဇာခွဲက 3c minus 3d ကို3ပုံထားတာဆိုခွဲထဲမှာ c minus d ကျန်မယ်ဇာမြေဆွေမေကုန်းက -4pq plus 8p equal to -4p ကိုထုတ်ထားတယ်ဇာမြေဆွေမေကုန်းနဲ့ကြည့်အောင် -4pq plus 8p မှာ -4p ကိုထုတ်ထားတယ်ဒီကိန်းလုံးတစ်ခုမှာ p ရပုံပါတယ်ဟုတ်တယ်အမေပုံကိန်းမှာ -4 ကိုထုတ်ထားတယ်ထုတ်ထားရဆိုတော့8ကို -4 ပါအောင်စာဝဲခွင့်မဲ့ဆိုရင်8ဆိုတာက -4 × -2 အဲ့တော့ဒီမှာရှိတဲ့ -4 ရဲ့ဒီဘက်ခွဲထားတဲ့ -4 ရဲ့ပုံတူတော့ -4p ကိုထုတ်လိုက်တယ်ဒီတော့ရှေ့ကိန်းလုံး -4pq မှာ q ကျန်မယ်နောက်က 8p မှာ -4 ထုတ်ပြီးပြီဆိုတော့ -2 ကျန်မယ် -2 ကဒီမှာပေါင်းရေးလိုက်မယ်တော့ green နဲ့မှာထည့်ရမယ့်ဂိမ်းက q - 2နားလည်ပြီနော်ညအမေကုန်းက abc minus abd ပေးထားတယ် equal to ab ကိုပုံထုတ်ထားတယ် abc ကနေ ab ထုတ်ထားတယ်ဆိုရင် c ကျန်မယ် abd ကနေ ab ထုတ်ထားတယ်ဆိုတော့ d ကျန်မယ်ပြီးတော့ green နဲ့မှာက c minus d ဟုတ်ပြီနော်အဲဆိုရင်ဒါကနံပါတ်1ကကြီးရနေညဒီဖြည့်ရှင်းချက်လေးပါနားလည်မထင်ပါတယ်နံပါတ်2ကအောက်ပါတော့စောက်ခွဲခွဲပါဆိုပြီးတော့ဂိမ်းတန်းလေးပေးထားတယ်တွေ့ကြည့်မနော်ခါကြီးက 7a ဆိုလို့ a - 2 plus 2 × a - 2ဒီပေးတဲ့ဂိမ်းတန်းမှာ a - 2ကပုံပါတယ်အဲဒါ a - 2ကိုပုံထုတ်လိုက်မယ်ကျန်ခဲ့မှာမြောက်ထားတဲ့ဂိမ်းလုံးတစ်ခုကိုပေါင်းထားတဲ့ green နဲ့ဆက်မြောက်အောင်မယ်ဒီ green တစ်ခုမြောက်ရင်ဒီဘောဂိမ်းနဲ့ပြန်ရမယ်ခါခွဲက 2n into n square plus 1 plus 3 into n square plus 1ဆိုတော့လေ n square plus 1 into 2n plus 3ကငယ် y into a plus 3b minus 3a into a plus 3b a plus 3b 2တယ် now a plus 3b နောက်တစ်ခွင်းက y minus 3a ရမယ်ကာကြီးမှာလည်း s plus 5 2တယ်အဖေက s plus 5 into t square plus 7နော်ကာကြီးငါက 5c into a2 plus b minus a2 plus b
a2 plus b ကိုထုတ်လိုက်လို့ရှိရင်နောက်ဝင်းမှာ 5c ဒီမှာ1ရှိမယ်เนาะဒါ 5c minus 1ဖြစ်မယ်စာလုံးမှာ2 into a plus 3b minus 5 into 3b plus a a plus 3b နဲ့ 3b plus a ကတူတူပဲဒါဖလှယ်ရပုံစံရေးထားလို့ရတယ်အဖြေက a plus 3b ပဲယူမယ်ဆိုလဲဒါပေါ့เนาะပြီးရင်နောက်တစ်ခုကတော့ 2 minus 5a ရမယ်စလိမ်မှာက 2x into ဂွင်းနံပါတ် 6c plus 5d plus အနောက်ကဂိမ်းလုံးတစ်ခုကဂွင်းမခတ်တာကိုဒါကိုဂွင်းခတ်မယ်ဆိုရင်ဒါဒီလိုပုံစံသူတို့ရှိမှမယ့်ပုံက1ရှိတယ်အဲဆိုတော့ 6c plus 5d ရတကွင်းနောက်တစ်ကွင်းမှာ 2x plus 1ဆိုတော့ရမယ်စောက်ခွဲမှာက 4x into 5a minus 1 minus 5a plus 1ဒီမှာ 5a minus 1ဒီမှာ 5a plus 1ဖြစ်တယ်အဓိကလက္ခဏာဒီ 5a plus 1ကို 5a minus 1ဖြစ်အောင်အရင်ပြောင်းပေးရမယ် 4x into 5a minus 1ဒီ minus 5a plus 1ကိုဂွင်းပုံစံဝင်တော့အောင်လို့ minus 1ကိုထုတ်လိုက်တယ်ထုတ်လို့ရှိရင်ဒီနောက်မှာကလက္ခဏာပြောင်းသွားပြီ 5a ရတော့ 5a ပဲဒီက plus 1က minus 1ဖြစ်တော့ minus 1နဲ့ဒါပြန်မြောက်မယ် minus 5a minus 1နဲ့ minus 1နဲ့မြောက်တော့ plus 1 5a minus 1ကပုံတူတယ်ဒါကြောင့်ပထမဂွင်းက 5a minus 1နောက်ဂွင်းမှာက 4x နဲ့ minus 1နဲ့စာမြင်ဆွဲ 7x plus 5 plus 4y into 7x plus 5ဒီ 7x plus 5ဆိုတာကဂွင်းလေးခတ်လိုက်လို့ရတယ် plus 4y into 7x plus 5ဒီဂွင်းတစ်ခုမှာ 7x plus 5ကတူတယ်ဒါ 7x plus 5ကိုရေးမယ်နောက်ဝင်းမှာ1 plus 4y ချက်မယ်ညက 5x into 3d plus 2c minus 6y into 2c plus 3d 2c plus 3d 3d plus 2c တူပဲအဲကြောင့်မလို့ 3d plus 2c နဲ့ရေးမယ်ဆိုလဲရတယ်နောက်မှာဂွင်းက 5x minus 6y ရမယ်အဲဒါနံပါတ်2ရဲ့ကာကြီးရနေညအထိပါနားလည်မတင်ပါတယ်နံပါတ်3ကိုကြည့်အောင်နံပါတ်3ကအောက်ပါဂိမ်းတန်းတို့ကိုစောက်ဂိမ်းခွဲပါတဲ့ကာကြီးရနေညအထိပေးတာလေကာကြီးကမိကုံးက 4my plus 3ny plus 8mx plus 6nx အခရာက m ရှိမယ် y ရှိမယ် n ရှိမယ် x ရှိမယ် 4my နဲ့ 3ny ကိုအရင်တွဲလိုက်ရရတယ် y အုပ်စုယူလိုက်တာပေါ့နော်အနောက်ကဂိမ်းလုံးတစ်ခုတွဲရင်တော့ x အုပ်စုပေါ့ 4my plus 3ny ကိုဒီဂွင်းလုပ်လိုက်တယ်ဒီမှာလက္ခဏာအလယ်မှာ plus ပါမယ်နောက်က 8mx plus 6nx equal to y ကိုပုံထုတ်မယ်ဆိုတော့ 4m plus 3n ကျန်မယ် plus နောက်ဂွင်းမှာ x ပုံထုတ်လို့ရမယ်နောက်ညဘကိန်းကိုကြည့်တဲ့အခါမှာ6နဲ့8နဲ့6ဆိုတာက2 into 3 8ဆိုတာက2 into 4ဒီညဘကိန်းတစ်ခုကနေမှာ2ကိုယူလို့ရမယ် 2x ကိုပုံထုတ်လို့ရမယ်နော် 2x ကိုပုံထုတ်လို့ရှိရင် 4m ကျန်မယ် plus 6 and x မှာ 2x ကိုထုတ်လိုက်ပြီးဆိုတော့ဒီမှာ 3n ကျန်မယ် 3n ဒီကိန်းတိုင်းမှာဆိုရင် 4m plus 3n ကိုပုံယူလိုက်မယ်ကျန်ခဲ့မဲ့အုပ်စုက y plus 2x ပဲနောက်တစ်နည်းကတော့ m အုပ်စုနဲ့ n အုပ်စုကိုအုပ်စုဖွဲ့လိုက်ရတယ်ဒါဘလို့တော့တဲ့အဖြေကတော့ဒီအဖြေပဲရလာမှာပေါ့နော်ကကြီးကိုနားလည်မတင်ပါတယ်ခါခွဲရ ax minus bx plus 3ay minus 3by ကရရှိတဲ့ဂိမ်းလုံးတစ်ခုမှာ x ထုတ်လို့ရမယ်အနောက်ကရရှိဂိမ်းလုံးတစ်ခုမှာ y ကိုထုတ်လို့ရမယ်အဲဆိုတော့ဒီတိုင်းပဲတွဲလိုက်မယ်နော် ax minus bx plus 3ay minus 3by နောက်တစ်ဆင့်မှာဒီဂွင်းထဲမှာ x ကိုထုတ်လိုက်လို့ရှိရင် a minus b ကျန်မယ် plus နောက်ဂွင်းမှာပုံထုတ်တဲ့အခါမှာအရှိဂွင်းကိုကြည့်ရမယ်နောက်အရှိဂွင်းနဲ့ပုံပေါအောင်အုပ်စုဖွဲ့ပေးရမယ်အဲ့ဂွင်းထဲမှာ a minus b ရှိတယ်ဆိုတော့ဒီနောက်ကဂွင်းထဲမှာ a minus b ကိုခြံမယ်ဆိုလို့ရှိရင် 3y ကိုပုံထုတ်ပေးရတော့မယ်ဟုတ်တယ်နော်အဲ့ဒါ 3y ကိုပုံထုတ်လို့ရှိရင်ဒီဂွင်းထဲမှာ a minus b ခြံမယ်
နောက်ဆုံးက a minus b into x plus 3y ဆိုတာကိုရမယ်။ဟာငယ်မေကုန်းတစ်ဖက်ကြည့်အောင် 8bx minus 4cx minus 2by plus cy ဒီမှာ x ပါတဲ့အုပ်စု y ပါတာဒီစုစုမယ်။ပထမကွင်းမှာ 8bx minus 4cx အနောက်ကွင်းကိုကွင်းတဲ့အခါမှာဒီရှေ့ကွင်းကိုတစ်ချက်ကြည့်မှာပေါ့နော်ဒီရှေ့ကွင်းကအနှုတ်ဖြစ်နေတယ်ပြီးတော့ဒီနောက်မှာတွဲလိုက်မဲ့ကဏ္ဍဂိမ်းတစ်ခုကလည်းအနှုတ်ဖြစ်မှအုပ်စုပြန်တွဲလို့ရမှာပေါ့နော်ဒါကြောင့်မို့လို့ဒီအနောက်ကကွင်းကိုတွဲမဲ့ဂိမ်းနှလုံးကြားတဲ့အပေါင်းကိုအနှုတ်ဖြစ်အောင်လုပ်ပြရမယ်ပြီးတော့ဒီမှာရှိတဲ့အနှုတ်က 2by နဲ့ဆိုင်တာဒီအနှုတ်ကိုဒီမှာထားလိုက်မယ်နောက်ပြီးတော့နောက်ကဂိမ်းတစ်ခုကိုဝင်ခတ်မယ်ဝင်ခတ်မယ်ဆိုရင်ဒီမှာရှိတဲ့လက္ခဏာကပြောင်းသွားရမယ်ခွင်းကတော့ဒီမှာခွင်းထဲမှာ 2by minus cy ဖြစ်သွားပြီဒါလေးကိုပြန်တွက်ကြည့်မယ်ဝင်းဖြီလိုက်မယ်ဆိုလို့ရှိရင် minus 2by minus နဲ့ minus ဆိုတော့ plus cy ဖြစ်သွားပြီဒီစနစ်ရမယ်နော်နောက်တစ်ဆင့်ကဒီခွင်းထဲက x ပုံတူတယ်အဲ့ဒါအပြင်ဒီမှာရှိတဲ့မြတ်ဖို့ဂိမ်းကိုပုံထုတ်မယ်ဆိုရင် x ဆိုတာက4 into 2ဒီမှာလည်း4ရှိတယ်ဆိုတော့ 4x ကိုပုံထုတ်လိုက်မယ်ထုတ်လို့ရှိရင်ဒီဘက် 8bx မှာ 2b ကျန်မယ်ဒါ 2b minus ဒီမှာက c ပဲရှိမယ်ဟုတ်တော့နော်ဒါက minus နောက်ကွင်းမှာကနောက်ဘက်ကထုတ်လို့မရဘူးပုံဖြစ်တဲ့ y မဲ့ထုတ်လို့ရမယ်အဲ့တော့ကွင်းထဲမှာက 2b minus c ကျန်မယ်ဒီအဆင့်မှာဆိုရင် 2b minus c နှစ်ကွင်းကတူသွားပြီတူရင်ထပ်ပုံထုတ်လို့ရပါတယ်ဒါကြောင့်မို့လို့ဒီမှာလက္ခဏာပြောင်းပြီးတော့ကွင်းခတ်ဖို့ပြောတာပေါ့နော်အဲ့တော့ဒါ 2b minus c ရတစ်ကွင်းနောက်တစ်ကွင်းက 4x minus y ဖြစ်သွားမယ်ဒီကွင်းတစ်ခုကိုပြောင်းလို့ရှိရင်ဒီမှာပေးထားတဲ့ဂိမ်းတန်းကိုပြန်ရမယ်အဲဆိုတော့နားလည်မှထင်ပါတယ်ကောင်းတယ်ကာကြီးမေကုန်းက 55ax plus 99bx minus 15ay minus 27by ခုဒီမှာ x ကိုမတွဲတော့ဘူး a ပါတဲ့အုပ်စုလေးကိုစုကြည့်မယ်နောက် b ပါတဲ့အုပ်စုလေးကိုစုကြည့်မယ်ရိုးတူတာလေးကိုစုမဲ့ဂိမ်းတွေကိုကတ်ရေးလိုက်မယ်နော် 55ax minus 15ay plus 99bx minus 27by နောက်တစ်ဆင့်မှာဂိမ်းခတ်လိုက်မယ် 55ax minus 15ay အလဲမှာလက္ခဏာပါမယ် plus 99bx minus 27by ဒီမှာ a ကိုထုတ်မယ် a ရှိမယ်အဲ့တော့ဂိမ်းမှာ15ဆိုတာက5355ဆိုတာက54 55ဒီတော့ဘုံက5ပါတယ်5a ကိုထုတ်လို့မယ်ထုတ်လို့ရှိရင်ဒီဘက်ကွင်းမှာက 11x ကျန်မယ် minus ဒီမှာက 3y ကျန်မယ်ဟုတ်တယ်နော်ဒါလေးကိုပြန်ဝင်ပြောက်မယ်ဆိုရင် 55ax minus 15ay ရပြီနောက်တစ်ကွင်းမှာ29ဆိုတာက3ကိုလီ29 69ဆိုတာက17ကိုလီ69ဟောဒီမှာ6ပုံတူတယ်6ရဲ့ဒီမှာရှိတယ် b ရဲ့အဲ့ဒါကိုပုံထုတ်မယ်ဟောဒီမှာက 9b ကွင်းထဲမှာက 9b ထုတ်ပြီးပြီဆိုတော့ဒီမှာ11ရှိမယ် 11x ကျန်မယ် 11x minus ဒီမှာ 9b ထုတ်ပြီးပြီဆိုတော့ 3y ကျန်မယ်ငါမေးကော 144ax minus 72bx minus 84ay plus 42by x အုပ်စုနဲ့ y အုပ်စုနဲ့တွဲလိုက်မယ်တွဲလိုက်မယ်ဆိုတော့ဒါ 144ax minus 72bx ဝင်ထပ်လိုက်ပြီအနောက်ကွင်းမှာလည်းတူတူပဲဒီရှေ့ကွင်းမှာ minus ဖြစ်နေတော့အနောက်မှာတွဲမဲ့ကွင်းတဲ့လက္ခဏာကလည်းအနှုတ်ဖြစ်မှာအောက်ဆုံးဒီကိုဆက်တွဲလို့ဆင်ပြေမှာမို့ရင်ကြားထဲမှာလက္ခဏာတွေလည်းရှုပ်တော့မှာပေါ့နော်ဒီတော့ minus ကိုထုတ်လိုက်မယ်ထုတ်တော့ 84ay ကတော့မပြောင်းလဲဘူးကြားထဲက plus က minus ဖြစ်သွားမယ် 42by ဒီကွင်းလေးပြန်ရှင်းကြည့်မယ် minus 84ay ပြီးတော့ minus နဲ့ minus ဆိုတော့ plus 42by ရပါပြီအဲ့တော့ပုံပါတာလေးတွေထုတ်မယ်ဒီကွင်းထဲမှာဆိုရင် x ပုံတူတယ်
စာကိုကိန်းခွဲကြည့်မှာ144ဆိုတာက72 into 2ဒီတော့ဒီမှာရှိရ72ရယ်ဒီမှာရှိ72ရယ်ပုံပါတယ်ဒီတော့ပုံထုတ်မယ်72 8ကိုထုတ်လိုက်မယ်ဒါလို့ရှိရင်144 8က 2a ပဲကျန်မယ်တော့ဒီမှာ 2a minus ဒီမှာ72ကမရှိတော့ဘူး 8လက်ထုတ်ပြီးပြီဆိုတော့ b ရှိမယ် minus ဒီကွင်းကိုလည်းကြည့်မယ်ဒီဘက်ကွင်းမှာ 2a minus b ဖြစ်တယ်ဆိုတော့ဒီမှာလည်းတူတူပဲ 2a minus b ဖြစ်အောင်စဉ်းစားပေးရမှာပေါ့နော်ဒီမှာ y ပါမယ်အဲဆိုတော့84ကို42နဲ့ခွဲလိုက်ပဲ42နဲ့2နဲ့ရမယ်ဒီက42ဒီက42ပုံပါတယ်အဲ့တော့ 42y ကိုပုံထုတ်မယ်ဆိုလို့ရှိရင်ဒီဘက်မှာက 42y ထုတ်ပြီးဆိုတော့ 2a ကျန်မယ် 2a minus ဒီမှာ 42y ထုတ်ပြီးဆိုတော့ b ကျန်မယ်ဟုတ်ပြီနော်ဒီအဆင့်မှာဆိုရင် 2a minus b နှစ်ကွင်းဖြစ်သွားပြီအဲ့တော့ 2a minus b ကိုတစ်ကွင်းဖြစ်ပုံထုတ်လိုက်မယ်ကျန်ခဲ့မှာနောက်တစ်ကွင်းက 72x minus 42y ရမယ်ဟောတော့ငါလေးနားလည်မှထင်ပါတယ်စလုံးကြည့်ကြည့်မယ် n square plus 2n plus np plus 2p n ပါတာကကိန်း3လုံးရှိမယ် p ပါတာက2လုံးရှိမယ်ရှေ့ကနှလုံးစီနောက်ကနှလုံးစီပဲတွဲကြည့်မယ်ဒီပထမကွင်းက n square plus 2n လေပါ plus ပါမယ်နောက်ကွင်းမှာ np plus 2p equal to n ပဲထုတ်လို့ရမယ်ဒီဘက် n square မှာ n ကျန်မယ်ဒီဘက်ပြီးတော့ plus 2 plus ဒီမှာကျတော့ p ကိုထုတ်မယ်ထုတ်လို့ရှိရင် n plus 2 equal to n plus 2နဲ့ကွင်းဖြစ်တယ်ဆိုတော့m plus 2ရဲ့ into နောက်ကွင်းမှာ m plus p ရမယ်စလုံးနဲ့နားလည်မယ်နော်စလင်ရ 6y square minus 3y plus 2py minus p 6y square minus 3y တကွင်း plus နောက်ကွင်းက 2py minus p ရောက်ပေါ်ကင်းကိုစောက်ကွင်းခွင့်မယ်6ဆိုတာက3 into 2ဒီမှာ3ရှိရဆိုတော့3ပုံပါတယ်နောက်ဒီမှာ y square နဲ့ y ဆိုတော့ y ထုတ်လို့ရမယ်အဲ့တော့ 6y square နဲ့မှာ 3y ထုတ်လိုက်တယ်ဆိုတော့ကျန်မှာက 2y ဒီဘက်မှာက 1 ပဲရှိတော့မယ်ဟုတ်တယ်နော် plus ဒီမှာ 2py minus p ဆိုတော့ p ကိုထုတ်မယ်ထုတ်တော့ 2y minus 1နောက်တစ်ဆင့်မှာ 2y minus 1 into 3y plus p ရမယ်ဒါစလိမ့်ပါစကွဲက 3ab minus b square plus 3a square minus ab ဒီကိန်းတစ်ခုတွဲမယ်ဆိုရင် b အုပ်စုဒီကိန်းတစ်ခုထုတ်မယ်ဆိုရင်တွဲမယ်ဆိုရင် a အုပ်စုပေါ့နော် a ထုတ်လို့ရတဲ့အုပ်စုအဲဆိုတော့ 3ab minus b square plus 3a square minus ab equal to b ပဲထုတ်လို့ရမယ်ဒီဘက်မှာ 3a ကျန်မယ်ဒီမှာ b ကျန်မယ် plus ဒီမှာ a ထုတ်မယ် 3a minus b ပဲရမယ်နောက်တစ်ဆင့်က 3a minus b into b plus a စမ်းမြင်ဆွဲက n square m plus 2nm plus 2n plus n square ဒီနေရာမှာ n square ပါလာခြင်းတူတူတွဲလိုက်လဲရတယ်ဒါမှမဟုတ်ရှင်ဒီမှာကတ်ရက်ရှိတဲ့ကိန်းနှစ်ခုတွဲလိုက်လဲရတယ်နောက်ဆုံးအဖြေကတော့တူတူပဲရမှာပါ n square ပါလာလေးကိုစုကြည့်မယ်နော် n square m plus n square plus 2nm plus 2n equal to ဒါဒီနှစ်ခုမှာဆိုရင် n square ကိုထုတ်မယ်ဆိုရင် m plus 1 plus ဒီခွင်းထဲမှာကျတော့ 2n ကိုထုတ်လိုက်မယ်ထုတ်တော့ m plus 1နောက်တစ်ဆင့်က m plus 1 into n square plus 2n ဒီနေရာမှာရှိ n square plus 2n ကလည်း n ကိုထပ်ပြီးပုံထုတ်လို့ရသေးတယ်အဲဆိုတော့ m plus 1 into ဒီခွင်းထဲက n ကိုထုတ်မယ်ဆိုရင် m plus 2ကျန်မယ်ဒီမှာရှိတဲ့မြောက်ထားတဲ့ကိန်းကိုအရှိကိုပို့လိုက်မယ် n into n plus 2 into m plus
1ဆိုပြီးတော့အဖြေထုတ်လို့လည်းရမယ်ဒီနောက်ဆုံးအဆင့်ကတော့ထပ်ပြီးတော့စာအုပ်ကိန်းခွဲလို့မရတော့တဲ့အဆင့်ပေါ့နော်ဒီအဆင့်မှာကျတော့ဒီမှာရှိတဲ့ green တွေကကိန်းလုံးကစာအုပ်ကိန်းထပ်ခွဲလို့ရတယ်ဖြစ်သွားတယ်ဒီပုံစံမှာလည်းတူတူပဲနှစ်နည်းထုတ်လို့ရမယ်အခုဒီမှာက n square ပါတာချင်းကိုစုလိုက်တယ်အဲ့ဒါမဟုတ်ဘူးဆိုရင်လည်းဒီကက်ရရှိနေတဲ့ကိန်းနှလုံးကိုတွဲပြီးတော့တွဲရင်လည်းရတယ်နောက်ဆုံးအဖြေကတော့ဒီအပြင်ရလာမှာပေါ့နော်စပြီဆိုရင်နောက်လည်းပဲထင်ပါတယ်ညမေကုန်းက 4x plus 8x cube plus 1 plus 2x square ဒီကရရှိတဲ့ green တစ်ခွေကိုတွဲကြည့်မယ် 4x plus 8x cube plus 1 plus 2x square တစ်ခွေ equal to ဒီမှာဆို8ဆိုတာ4 into 2ဒီမှာလည်း4ရှိတယ်ဆိုတော့ 4x ကိုပုံထုတ်လိုက်မယ်ဒီဘက်က 4x ဒီနေရာမှာ1ဖြစ်သွားပြီအနောက်မှာ 2x square ကျန်မယ်ဟုတ်တယ်နော် plus 1 plus 2x square ဒီစင်းဝယ်ဆိုလို့ရှိရင်1 plus 2x square နှစ်ကွင်းဖြစ်နေပြီပြီးတော့1 plus 2x square ကိုပြန်ထုတ်လိုက်တယ်နောက်တစ်ကွင်းက 4x plus 1ရမယ်အဲဆိုတာက exercise 4.1 ရဲ့နံပါတ်3ကကြီးကနေညအထိဖြည့်ရှင်းချက်လေးပါအားလုံးနားလည်ပဲလို့ပြောလိုက်ပါတယ်တော့ grade သင်ခန်းစာလေးကတော့ဒီမှာခဏရပ်ထားပါမယ်ပေါ့နော်လေ့ကျင့်ခန်း 4.1 မှာပုံစံနံပါတ်4တစ်ပုဒ်ကျန်အောင်မယ်အဲ့ဒါလေးကိုနောက်ဗီဒီယိုမှာမျှဝေပေးပါမယ်မျှဝေပေးတဲ့သင်ခန်းစာလေးတွေကအားလုံးအတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် Maths Guide MM Channel ကို like subscribe share လုပ်ကြည့်ရှုအားပေးနိုင်ပါတယ်အဆုံးနဲ့ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိလို့နေ့လေးဖြစ်ပါစေ